ဒီကော်ဖီဆိုင်လေးကချစ်စရာစပွဲထိုးကောင်မလေးဟာညာတန်ကောင်အလုတ်စင်းရင်ပြင်းပြင်းရှိတာနဲ့တရေစာအုပ်လေးဖတ်နေခဲ့ပါတယ်။ညာဘက်တိတ်ဆိတ်နေတော့အတန်လေးနဲ့နေကြတာနဲ့လန့်နေတာပေါ့။ကော်ဖီဆက်ကအတန်မီလိုက်တော့လန့်ပြီးကလထိုင်ပေါ်ကနေတောင်ပြုတ်ကျသွားခဲ့တယ်။ရှက်ရှက်နဲ့ထလာပြီးခဏနေတော့တကားဝါကနေကြောက်စရာအတန်ကြီးတစ်ခုထွက်လာပါတော့တယ်။ကြောက်ကြောက်နဲ့မှန်ပတင်းပေါက်ကနေချုံကြည့်လိုက်တော့အမလီရုပ်ဆိုးဆိုးဇွန်ဘီကြီးတကောင်မှန်ကိုလာတိုက်မိတာကိုတွေ့လိုက်ရတယ်။ကောင်မလေးလည်းကြောက်လွန်းလို့အော်ပြီးကောင်တာအနောက်မှာပုန်းနေခဲ့တယ်။ရင်တွေတတိတ်တိတ်ခုန်ပြီးသူ့ကိုယ်သူကာကွယ်ဖို့လက်နက်ကိုအသေးအတန်ရှာပါတော့တယ်။ရင်တွေကြရာဦးလေးကိုကင်ပြီးဇွန်ဘီကြီးဆိုင်ထဲဝင်လာမယ့်အချိန်ကိုရင်တမီမီနဲ့စောင့်နေခဲ့တာပေါ့။ဇွန်ဘီကြီးလည်းဝင်လာရောကောင်မလေးကရိုက်ဖို့ရွယ်လိုက်ပြီးမြဲတကယ်တမ်းဖြစ်သွားတာကဇွန်ဘီကြီးကကော်ဖီတစ်ခွက်လောက်လို့လှမ်းပြောလိုက်တာပါပဲ။ကြောင်တောင်တောင်လေးဖြစ်သွားတဲ့ကောင်မလေးလေးကော်ဖီပူပူလေးတစ်ခွက်ဖြိုတိုက်လိုက်ပါတယ်။ကော်ဖီတငုံတောက်လိုက်တာနဲ့အဲ့ဒီဇွန်ဘီကြီးကပါမန်လူရုပ်ပြန်ပုတ်သွားပါတော့တယ်။ကောင်မလေးကိုပြုံးပြပြီးကြီးစုတင်စကားပြောတဲ့အပြင်အောက်စုဒေါ်လာ20တောင်ပေးသွားသေးတယ်။တကယ်တော့သူကဇွန်ဘီမဟုတ်ပါဘူး။အဲ့ဒီအရန်ပြက်ပြီးကော်ဖီအရန်တောက်ချင်နေတဲ့ပုံတင်ကားဆရာကြီးဖြစ်နေတာပါပဲ။ကော်ဖီလေးကသူ့အတွက်တော့အသက်ကြီးစည်းလေးဖြစ်သွားတာပေါ့။